2006မှာကိုဖြစ်ချင်နေရတဲ့ကိုလို့ကိုခေမင်းကစလုပ်လိုက်ပါလို့ခေမင်းကပြောချင်ပါတယ်နံပါတ်1တင်နေခေမင်းကပြောချင်တာကလုံးဝကြောက်မနေပါနဲ့အဲ့ဒါကြီးကဘလို့ဖြစ်လာမှာဘာလဲဆိုပြီးဘေးစကားကြောက်ကိုကမစားရသေးပဲကြောက်နေပြီးတော့တွေးပူနေရဆိုရင်တော့ခေမင်းကအဲ့လိုမဖြစ်စေချင်ဘူးစလုပ်လိုက်ပါဘာမှဖြစ်ဘူးနောင်လာနောင်ရှင်းဆိုတဲ့စကားရှိတယ်လို့မျိုးပဲခေမင်းတို့ဖြစ်လာမယ့်ပြဿနာတွေကိုနောက်မှပဲရင်ဆိုင်မယ်အခုတော့ခေမင်းကစလိုက်ရှိတယ်ဘာလို့ကိုကအဲ့လိုစဖို့ plan ချတော့မရှိသေးရဲ့ကိုနဲ့ရွယ်သူတွေကနေရာတစ်ခုရောက်လို့လုံးဝအဆင်ပြေနေတဲ့နေရာလောက်ထိကိုရောက်မှကိုကဆက်လုံးမကြွေကိုကလုံးဝနောက်ကျကြငယ်မှာဖြစ်ပါတယ် Kevin Bluff ကိုအခုကြည့်နေတဲ့ထဲမှာ18အောက်တွေပါတယ်ဆိုရင်ကိုဖြစ်ချင်တဲ့အရာတွေကိုအခုစလုပ်လိုက်ပါတော့လို့ Kevin ကပြောချင်ပါတယ်18ထက်တွေပါတယ်ဆိုရင်တော့လုတ်ကိုလုံးတင်ပြီဘာလို့ဆိုကိုနဲ့ရွယ်သူတွေကနေရာတစ်ခုရောက်လို့ပေါ့လုံးဝအဆင်ပြေနေပြီစီးပွားရေးတွေလည်းလုံးဝသူတို့ချတက်နေပြီလုံတက်နေပြီဆိုတဲ့အချိန်မှာကိုကချလောက်တော့မယ်ဆိုရင်ကိုကလုံးဝနောက်ကျငယ်မှာမလို့ခေဗင်ကအဲ့လိုမဖြစ်စေချင်တာမလို့စလုပ်လိုက်ပါတော့လို့ခေဗင်ကပြောချင်ပါတယ်ဆိုဘာမှကိုကြောက်နေနေကွာဘာလို့ဆိုအဲ့ကြောက်စိတ်ကလည်းဘေးနာ negative တွေကိုပြောနေတဲ့လူတွေကြောင့်မလို့ကအဲ့လိုကိုကြောက်စိတ်ဝင်အောင်ပြောတဲ့လူတွေနဲ့ဝင်းနေလိုက်ပေါ့နော်လို့ကိုက plan ချတော့မယ်စိတ်ကူးထားတယ်ဘယ်သူမှမပြောနဲ့ကိုစိတ်ထဲမှာပဲထားပြီးချလောက်လိုက်ခေဗင်နဲ့ဒီ content creator စလုံးကလည်းကိုစုံဖြစ်တယ်ငါဒီဟောတကယ်လောက်တော့မှလားဒါဒီ content creator လောက်တယ်ဆိုတာလုံးဝအရေးကြီးတယ်လို့လည်းခေဗင်ထင်တယ်ဘာလို့လဲဆိုတော့လေဒါကကင်မရာရှိမှပဲနေရဒါပေမဲ့အဲ့ကင်မရာရှိမှပြောရဲတတိရှိမှလုံးဝအဆင်ပြေပြီးတော့ဒီ vlog လေးတစ်ပုတ်ရိုက်ဖို့ဆိုတာလေခင်ဗျားတို့လုံးဝမလွယ်ဘူးပေါ့နော်အဲ့ကြောင့်မို့ခင်ဗျားပြောချင်တာကမကြောက်နဲ့ကြောက်စိတ်တွေဘာမှလုံနေတော့ကို့မှာအရေးချင်းတွေရှိရဲကို့ရေးချင်းနေနဲ့ပဲအဲ့ပြဿနာတွေအကုန်လုံးကိုရေးဆိုင်မယ်လို့ပဲတွေးပါလို့ခင်ဗျားပြောချင်ပါတယ်ဆိုအဲ့ဆိုတော့ခင်ဗျာ vlog လေးဒီမှာပဲရက်လိုက်ပါတော့မယ် bye bye see you next video guys